น้ำตาไหลเลยพี่เอ้ยป่ะจ้าจ้าเนาะဒီတက်ကျန်တဲ့ဘိန်းရှိသေးလားဗျာကျွန်တော်ရိုးရိုးစီသုံးလာတာမဟုတ်ဗျာကျွန်တော်လေးမြန်စီပုံစံမျိုးသုံးလာတာအရန်ပြင်းတယ်မျက်ရည်တွေပါထွက်တယ်ချိန်တစ်ချက်ကြည့်မယ် 9.7